မင်္ဂလာပါရှင်ဒီနေ့အတူတူဆွေးနွေးကြည့်ကြဖို့ကတော့ Manchester United ရဲ့တကယ်ကန်ထဝင်ကစားသမားတယောက် Wayne Rooney ကတွဲ club အတင်းဟောင်းအပေါ်ပြောခဲ့တဲ့တော်တော်လေးပြင်းထန်တဲ့မှတ်ချက်တွေအကြောင်းပါပဲဟုတ်ပါတယ်ဒါတွေကဒီတိုင်းပြောတာမဟုတ်ပဲ BBC Sport မှာဖော်ပြခဲ့တဲ့ဆောင်းပါးတစ်ခုကိုအခြေခံထားတာဆိုတော့အရင်အမြင့်ခိုင်မာမှုတော့ရှိတယ်ပြောရမှာပေါ့ဟုတ်ကဲ့အဲ့ဒီဆောင်းပါးကလည်း Ronnie ကိုယ်တိုင်သူ့ရဲ့ podcast အစီအစဉ်မှာဖွင့်ဟက်ခဲ့တာတွေကိုပြန်ပြီးတော့ဖော်ပြထားတာမျိုးပါသူ့ရဲ့ကိုယ်ပိုင်ရှုမြင်ချက်တွေပေါ့ဆိုတော့လေဒီနေ့ကျမတို့ရဲ့အဓိကရည်ရွယ်ချက်က Ronnie ဘာကြောင့်ဒီလိုထိပြင်းပြင်းထန်ထန်ပြောရတယ်လဲMan U အသင်းရဲ့လက်ရှိအခြေအနေနောက်ထပ်တွေကဘယ်လိုရှိနေလဲအဲ့ဒါတွေကိုဒီ BBC ဆောင်းပါးကိုအခြေပြုပြီးနည်းနည်းအတွင်းကြကြဆွေးနွေးကြည့်ကြတာပါဟုတ်ကဲ့စိတ်ဝင်စားဖို့ကောင်းတဲ့အချက်ကတော့သူသုံးသွားတဲ့စကားလုံးတွေပဲဟုတ်ပါတယ်ကလပ်ရဲ့အနှစ်သာရပျောက်ဆုံးသွားပြီလို့ပြောတယ်နောက်ပြီးအသင်းတစ်ခုလုံးကပြုတ်ကွဲနေပြီဆိုတဲ့အထီးသုံးသွားတာနော်တော်တော်လေးပြင်းထန်တဲ့အသုံးနှုန်းတွေပါကဲဒါဆိုအသေးစိတ်စလိုက်ကြရအောင်ဟုတ်ကဲ့Ronnie ရဲ့အဓိကထောက်ပြချက်တွေဝေဖန်ချက်တွေကပါတယ်လေအရင်ဆုံးအဲ့ဒါလေးစပြောကြည့်အောင်သူအဓိကပြောတာကတော့နီးပြယူဘင်းအမော်ရင်လက်အောင်မှာအသင်းပြန်ကောင်းလာဖို့သူယုံကြည်မှုမရှိဘူးဆိုတာပဲဒါကတော်တော်လေးတိုက်ရိုက်ကြတဲ့ဝေဖန်မှုပဲဟုတ်ပါကလပ်ရဲ့ကန်ထွင်တယောက်စီကဒီလိုစကားမျိုးထွက်လာတာဆိုတော့ပြီးတော့ကလပ်ကပြိုကွဲနေပြီဆိုတဲ့အချက်နောက်တစ်ခုကသူပွဲချီရင်တောင်အသင်းရှုံးမှာကိုပို့ပြီးတော့မျောလင့်ထားမိလေဆိုတဲ့အထီးပြောသွားတယ်ဒါကသူ့ရဲ့စိတ်ပြတ်မှုဘယ်လောက်ထိလဲဆိုတာပြနေတာပဲအခရားဆုံးကတော့ကလပ်ရဲ့အမတ်တညာအနှစ်သာရပျောက်ဆုံးနေပြီဆိုတဲ့စကားလုံးပဲထင်ပါတယ်တော်တော်လေးနဲ့တယ်ဟုတ်တယ်အဲ့ဒီမှတ်ချက်တွေဘာကြောင့်ဒီလောက်အရေးပါလဲဆိုတာနားလည်ဖို့ကအတင်းရဲ့လက်ရှိအခြေအနေကိုကြည့်မှရမယ် BBC ဆောင်းပါးမှာလည်းဒီနောက်ခံကိုဖော်ပြထားတယ်လေဟုတ်ကဲ့ဘလို့အခြေအနေနေရှိနေလို့လဲဆိုတော့ Ronnie ဒီလိုမပြောခင်လဲမှာပဲ Man U က Brentford ကိုအဝေးကွင်းမှာ3-1နဲ့ရှုံးထားတာဒါကတစ်ချက်အဲ့ဒီပွဲကတော်တော်လေးဝေဖန်ခံခဲ့ရတယ်ဟုတ်တယ်ပြီးတော့ကိန်းကနန်းနေနဲ့ကျင်းပို့ရှင်အမိုးရင်ကလာတဲ့ League ပွဲ33ပွဲမှာအသင်းရထားတာစုစုပေါင်း34မှတ်ပဲဆိုတော့ဒါကတပွဲကိုပြမြတတ်မှတ်ဝင်းကျင်ပဲရနေတာစစ်တိုင်းနိုင်ဝဲဆိုတာမရှိသေးဘူးအခုလောလောဆယ် League အဆင့်14အော်14ဆိုတော့ဒါတော့ပြီးကြရသည်ကအဆင့်15နဲ့ရာသီသိမ်းခဲ့တာက1983-84တန်းဆင့်ပြီးနောက်ပိုင်းအသင်းရဲ့အဆိုးဆုံးရည်တည်မှုပဲလေအဲ့ဒါကိုလည်းမေ့လို့မရအောင်တော်တော်လေးဆိုရတဲ့မှတ်တမ်းနေပဲနော်အဲ့ဒီမှာစိတ်ဝင်စားစရာကွာခြားချက်ကအမိုးရင်က Sporting မှာတော့အောင်မြင်ခဲ့တာပေါ်တူဂီလီဖလာတွေစစ်တိုက်ရယူခဲ့တာဟုတ်တယ်အဲ့တုန်းကတော့သူ့အားလုံးကချီးကျူးခဲ့ကြတာဒါပေမဲ့ menu ရောက်တော့အခုအဝေးကွေး10ပွဲစစ်တိုက်နိုင်ပွဲမရှိသေးဘူးတရေ2ပွဲရှုံး6ပွဲဆိုတော့ဒီလိုကွင်းတွင်စွမ်းဆောင်ရည်တွေက Ronnie ကကလပ်ရဲ့တမိုင်းဝင်ကစားသမားတယောက်အတွက်ဒီမခံနိုင်စရာဖြစ်လာပြီးဒီလိုပြင်းထန်တဲ့စကလုံးတွေတုံးလာစေတာဖြစ်နိုင်တယ်လို့စောင်းမာကဆိုလိုရင်းရှိနေရပေါ့ဟုတ်ကဲ့ကွင်းကရဲလက်တီအပြင် Ronnie ကကစားသမားတွေစိတ်သက်ပိုင်းကိုလည်းတဲတဲပဲဝေဖန်သွားတယ်နော်ဟုတ်တယ်အဲ့ဒါလည်းအရေးကြီးတယ်ဒီဂျာစီကိုဝစ်စင်ဖို့မထိုက်တန်တဲ့ကစားသမားတချို့ရှိနေတယ်ဆိုပြီးပြောခဲ့တာဒါလည်းတော်တော်ပြင်းပါတယ်ပြီးတော့အသင်းမှာလုံးဝပြောင်းနေတာကတိုက်ပွဲဝင်စိတ်တက်ဆရိုက်လက္ခဏာအနိုင်ရလို့စိတ်တွေပဲလို့သူကပြောတယ်ဆိုတော့သူ့ငင်မှာအသင်းကအင်ဂျင်တစ်လုံးဝလိုအပ်နေပြီပေါ့အပြောင်းလဲကြီးကြီးမားမားလုပ်ဖို့လိုကြီးလို့ဆိုလိုတာပေါ့ဟုတ်တယ်နီးပြတော့ကစားသမားပိုင်းတော့အကုန်လုံးအပြောင်းလဲလုပ်ဖို့လိုနေပြီလို့သူကတိုက်တွန်းလဲတယ်လို့ပါပဲယာယီပရင်တာလောက်နဲ့မရတော့ဘူးပေါ့အဲ့တော့နီးပြအမှုတွေကနေထောင်ကိုပြန်ကြည့်အောင်ခုနကပြောသလို Sporting မှာအောင်မြင်ပေမဲ့ Man U မှာတော့ရက်လက်တရားစိုးနေတယ်ဒါပေမဲ့ BBC ဆောင်းပါးမှာဖော်ပြထားတဲ့စိတ်ဝင်စားစရာအချက်တစ်ခုရှိသေးတယ်ဘာများလဲအဲ့ဒါကကလပ်တင်းဖို့ဖွေးဘက်ကတော့သူ့ကိုဆက်ပြီးထောက်ခံနေတော့အချိန်ပေးခြင်းတည်းဆိုတဲ့သတင်းတွေထွက်နေတယ်ဆိုတာပဲအော်ဒါကနည်းနည်းတော့ထူးဆန်းတယ်လို့ပဲနော်ရလက်တီလောက်စိုးနေတာ哦ဟုတ်တယ်အမှုရင်ကိုယ်တိုင်ကလည်း Brentford ကိုရှုံးမိအောင်မှာတော့သူ့လုံနဲ့ပတ်သက်ပြီးဘယ်တော့မှမစိုးရင်ဘူးလို့ပြောခဲ့သေးတယ်လေအဲ့ဒါကလည်းတမျိုးပဲဒါပေမဲ့သူ့ရဲ့နီးစနစ်ပိုင်းနဲ့ပတ်သက်လို့တော့ဝေဖန်မှုတွေရှိနေတယ်အထူးသဖြင့်သူအများနဲ့လိုတုံးနေတဲ့3-2x ကစားခွက်ပေါ့ဟုတ်ကဲ့အဲ့ဒီကစားခွက်နဲ့ပတ်သက်ပြီးသုံးသက်သူတွေပြောနေကြတာတွေရှိတယ်နော်Michael Richards တို့ Alan Shearer တို့လိုသုံးသက်သူတွေကဒီကစားကွက်ကိုစက်ကင်ထားရင်သူ့အတွက်အန်ဒီရများတယ်ခံစစ်မှာအားနေချက်တည်ရှိနေတယ်တိုက်စစ်ကလည်းခံမရလွယ်တယ်ဆိုပြီးဝေဖန်ထားကြတယ်လို့စောင်းပါမှာဖော်ပြထားတယ်ဆိုတော့ဒီညမှာနည်းနည်းရှုပ်ထွေးသွားပြီ
ဘိုးအဖွဲ့ကယုံကြည်မှုရှိနေဆဲလို့သတင်းထွက်တယ်ဒါပေမဲ့ Ronnie လို club ရဲ့အရေးပါတဲ့လူတစ်ယောက်ကနီးပြအပေါ်ယုံကြည်မှုမရှိဘူးလို့ပြက်သားသားပြောလာတယ်ဟုတ်တယ် Ronnie ကတော့ Amorini ရဲ့အနာဂတ်မှာဖြစ်နိုင်ခြေရှိတာကိုလုံးဝပယ်ချတာမျိုးတော့မဟုတ်တော့ပါဘူးဒါပေမဲ့အခုလက်ရှိမြင်နေရတဲ့ကွင်းတွင်းရာလက်တွေတိုက်ပွဲဝင်စိတ်ပျောက်နေတာတွေနောက်ပြီးဒီနီးစနစ်ပိုင်းဆိုင်ရာဝေဖန်မှုတွေကြောင့်လက်ရှိအခြေအနေရတော့သူနဲ့ဆက်သွားဖို့မသိဘူးလို့မြင်နေတဲ့သဘောပဲလက်တွေ့ရလက်ကိုအခြေခံပြီးပြောတာပေါ့ဟုတ်ပါတယ်ဒါကကွင်းတွင်းပိုင်းကိစ္စတွေပေါ့နော်ဒါပေမဲ့ Ronnie ရဲ့ဆိုရင်မှုကအဲ့ဒီထက်အများကြီးပိုကျယ်ပြန့်တယ်ဆိုတာကိုလည်းဆောင်းပါးကထောက်ပြထားတယ်ဟုတ်ကဲ့ဘယ်အချက်ကပါသေးလဲသူကပိုင်းရှင်နေဂလေဇာမီသားစုရောနောက်အခု share ဝင်ပြီးဘောလုံးကိစ္စတွေတာဝန်ယူထားတဲ့ Sergeant Ratcliffe ရဲ့ Ineos အုပ်စုတို့စီကနေကလပ်အနာကလမ်းကြောင်းနဲ့ပတ်သက်ပြီးရှင်းလင်းပြတ်သားတဲ့သတင်းစကားတစ်ခုလိုချင်တယ်လို့တောင်းဆိုခဲ့တယ်။အော်ပိုင်ရှင်ရဲ့ direction ကိုမေးခွန်းထုတ်တာပေါ့။ဟုတ်ကဲ့။ဘာလို့လဲဆိုတော့သူထောက်ပြနေတာကကလပ်ရဲ့ယဉ်ကျေးမှုပျောက်ဆုံးနေပြီဆိုတဲ့အချက်မို့လို့ပဲ။ဒါကပိုပြီးအခြေခံကြတဲ့ပြဿနာ။ဟုတ်ကဲ့နော်။သူပြောတာကနှစ်ပေါင်းများစွာအလုပ်လုပ်ခဲ့တဲ့ဝန်ထမ်းကောင်းကြီးအလုပ်ထုတ်ခံရတာကိုယ့်တပေါင်းနဲ့ကိုထွက်သွားကြတာဒီအများကြီးရှိနေဆိုပြီးတော့အဲ့ဒါတွေကကလပ်ရဲ့ stability ကိုထိခိုက်တာပေါ့နောက်ပြီးသူ့ထပ်ပို့ပြီးထိရှက်စေတာကသူ့ရဲ့ကလင်းနေရောက်က Menu Academy မှာကစားနေရလीဟုတ်တယ်အဲ့ဒါလည်းသူထည့်ပြောသွားတယ်အဲ့ဒီတော့ကလပ်ထေကဒီလိုမတိငင်မှုတွေစိတ်သက်ကြစရာချင်းတွေကကလေးတွေကိုပါကူးဆက်သွားမှာထိခိုက်မှာကိုသူစိုးရိမ်နေတဲ့ပုံပဲဒါကြောင့်မဲ့ဒါကျွန်တော်တိခဲ့တဲ့ Manchester United မဟုတ်တော့ဘူးဆိုတဲ့စကားလုံးနဲ့ပြောသွားတာသူတို့လေးဝမ်းနည်းစရာခံစားချက်မျိုးနဲ့ပြောသွားတာရက်လက်ချက်ပိုနဲ့ဆိုင်တဲ့အမတ်တင်ကြားချက်တီးကိုသူမြင်နေတာဒီနေရာမှာကလပ်ရဲ့ပိုင်ဆိုင်မှုပြောင်းလဲလေးနဲ့ယိုနီရဲ့ဂျင်ဂျဲမှုဆိုင်ရာစိုးရိမ်မှုတွေကိုချိတ်ဆက်ကြည့်ဖို့လိုလာပြီ BBC ဆောင်းပါးမှာဖော်ပြထားတဲ့ချက်လက်တွေရလေဟုတ်ကဲ့ဘယ်လိုချိတ်ဆက်ရမလဲ Sergeant Ratcliffe ရဲ့ Ineos အုပ်စုက2024 February လတုန်းကကလပ်ရဲ့29.9% share ကိုပေါင်း1.5 ဘီလီယံနဲ့ဝယ်လိုက်တယ်အရေးကြီးတာကဒီတဘိုးတူညီချက်အရ Ineos က share အနည်းစုဖြစ်ပေမဲ့ကလပ်ရဲ့ဘောလုံးဆိုင်ရာလုပ်ငန်းအားလုံးကိုထိန်းချုပ်ခွင့်ရတော့တယ်ဆိုတာပဲ။အော်ဆိုတော့နီးပြခန့်နာထုတ်တာကစားသမားပြောင်းရွှေ့ academy အကုန်လုံးပေါ့။ဟုတ်တယ်အကုန်လုံးကိုသူတို့ကဆုံးဖြတ်ခွင့်ရှိသွားပြီ။ဒါပေမဲ့တစ်ချိန်တည်းမှာ Glazer မိသားစုကအဓိက share ရရှင်ဖြစ်ရှိနေတော့ဝင်။ဒီတော့အနာဂတ်မှာအာဏာခွဲဝေမှုကဘလို့ဖြစ်မလဲဆိုတာကလည်းတိတ်မရှင်းလင်းသေးဘူး။ရှုပ်ထွေးမှုတွေရှိနိုင်သေးလေပေါ့နော်။ဒီကြားထဲမှာပဲဆောင်းပါးမှာထုတ်ပြထားတဲ့နောက်တစ်ချက်ကလွန်ခဲ့တဲ့နှစ်လောက်အတွင်းမှာကလပ်ရဲ့ဝန်ထမ်းအရေးအတွက်က700ကနေ900လောက်ထိတိတိတတ်ကျသွားတယ်ဆိုတာပဲအငင်းပွားဖွယ်ရာအလုတ်ထုံမှုတွေပြန်လည်ဖွဲ့စည်းမှုတွေကြောင့်ပေါ့အများကြီးတယ်နော်400လောက်ရော့သွားတာဟုတ်တယ်ဒီလိုကွင်းပြင်ဘက်ကစီမံခန့်ခွဲမှုဆိုင်ရာပြဿနာတွေလူသားအရင်းမြစ်မတည်ငြိမ်မှုတွေကယွန်နီပြောတဲ့ကလပ်တစ်ခုလုံးပြိုကွဲနေပြီယဉ်ကျေးမှုပြောင်းနေပြီဆိုတာတွေကိုပို့ပြီးတော့အားဖြစ်ပေးနေတယ်လို့ပဲသူကဒါ Ineos အတွက်တကယ်ကြီးမားတဲ့ဆိုင်ခုံမှုလို့ပြောကြတာကဒါဒီကြောင့်ပဲဆိုလိုတာက club ကိုပြန်တည်ဆောက်ရမယ့်အလုပ်ကနီးပြနဲ့ကစားသမားအဆင့်ထက်အများကြီးပို net shine နေပေါ့နော်အဲ့ဒီသဘောမျိုးပဲ club တစ်ခုလုံးရဲ့ structure ကိုပြန်ကြည့်ဖို့လိုနေပြီလို့သူကတတိပေးလိုက်တာဆိုတော့လေခြုံမီပြောရရင် BBC ရုံစောင့်မကနေတဆင်ကျမတို့တွေ့ရတဲ့ Rooney ရဲ့မြင်ကသူအရန်ချစ်ခဲ့တဲ့သူ့ဘဝရဲ့အောင်မြင်မှုအထွတ်အထက်ရုပ်ခဲ့တဲ့ club အသင်းပေါ်မှာအကြီးကျယ်ဆုံးရှုံးမှုခံစားချက်တွေနောက်အနာဂတ်တွေအရန်ကိုစိုးရင်ပူပန်မှုတွေပြည့်နေတယ်ဆိုတာပါပဲဟုတ်ပါတယ်ဒီ club တစ်ခုလုံးကိုကျွန်တော်ပြန်မှတ်မိတော့ဘူးဆိုတော့သူစကားကအားလုံးကိုဖော်ပြနေတယ်လို့ပဲအဲစကားကတော်တော်လေးထိတယ်ဒေါသချက်ဝမ်းနည်းမှုစိတ်ပြည့်မှုပုံများရဲ့လေတံမျိုးဟုတ်ကဲ့ကောင်းပါပြီ။ဒါဆိုရင်ဒီနေ့ဆွေးနွေးခဲ့တဲ့ Wayne Rooney ရဲ့ဝေဖန်ချက်တွေနဲ့ပတ်သက်တဲ့ BBC ဆောင်းပါးပါအချက်တွေကိုအနစ်ချုပ်ပြန်ကောက်ကြည့်အောင်။ရှင်းရှင်းလင်းလင်းမြင်သာတာကတော့ Man U ပါပြဿနာတွေကတနေရာတည်းမှာမဟုတ်ပဲ။ဟုတ်တယ်။အလွာပေါင်းစုံမှာဖြစ်နေတာ။ကွင်းတွင်းစွမ်းဆောင်ရည်ကြဆင်းမှုရှိတယ်။နီးပြနဲ့ပတ်သက်တဲ့မေးခွန်းတွေရှိတယ်။ကစားသမားစိတ်သက်ပိုင်းအားနည်းမှုတွေကလပ်ရဲ့ယဉ်ကျေးမှုပျောက်ဆုံးလာမှုနှုတ်ပြီးပိုင်ရှင်တွေရဲ့ဥတီချက်မရှင်းလင်းမှုစီမံခန့်ခွဲမှုအလွဲလျက်ထိအကုန်လုံးဆက်ဆက်နေရဲဆိုတာကိုယိုနီရဲ့စကားတွေကနေတွေ့လိုက်ရပါတယ်ဒီအချက်ဒီဘာလို့အရေးကြီးလဲဆိုတော့လေဒါကဘေးကနေကြည်နေတဲ့သူတွေရဲ့ဝေဖန်မှုမဟုတ်ဘူးကလပ်ရဲ့သမိုင်းတစ်ချောင်းအကြီးကျယ်ဆုံးကစားသမားတွေကတယောက်အသင်းကောင်းဆောင်ဟောင်းကိုအများဆုံးသွင်းထားတဲ့သူစီကနေ
တိုက်ရိုက်ထွက်လာတဲ့အတန်ဖြစ်နေလို့ပဲ ဟုတ်ကဲ့သူ့စကားကအလေးချိန်ရှိရယ် ဟုတ်တယ်သူ့စကားတွေကလက်ရှိ club ရဲ့အချက်အတေးဘယ်လောက်နဲ့တလဲဆိုတာကိုပြနေတယ်တချင်ထဲမှာပဲ Anywest ကဘောလုံးလုံးငယ်တွေထိန်းချုပ်ခွင့်ရတာ February လကတည်းကအခုလာပေါင်းများစွာကြာလာတဲ့အချိန်မှာတော့ဒီလိုဝေဖန်မှုမျိုးထွက်လာသေးတယ်ဆိုတော့သူတို့ရဲ့ဝေရောက်မှုကတကယ်ထိရောက်မှုရှိရလားပြောင်းလဲမှုတွေကလန်ဒေါင်းမန်ပေါ်ယုံနေပြီလားဆိုတဲ့မေးခွန်းတွေကိုလည်းမေးလာစေတာပေါ့အဲ့စဉ်းစားစရာပဲ ဒါပေမဲ့တခုအရေးကြီးတာကတော့ဒီ Sweeney Wu မှာပါတဲ့အချက်အလုံးဟာ BBC Sports ဆောင်းပါးမှာဖော်ပြထားတဲ့ Wayne Rooney ရဲ့ကိုယ်ပိုင်အမြင်တွေသူပြောခဲ့တဲ့အကြောင်းအရာတွေကိုအခြေခံထားတာဖြစ်တယ်ဆိုတာကိုတော့တတိပြုစေချင်ပါတယ်ဟုတ်ကဲ့ပါရှင်ကောင်းပါပြီဒီဆွေးနွေးမှုကိုမပိတ်သိမ်းခင်မှာစဉ်းစားစရာဂျယ်လီတစ်ခုခြံထားခဲ့ချင်ပါတယ်ရူနီကကလပ်ဟာပြိုးလဲတွားဖို့ကိုပဲစောင့်ဆိုင်နေသလိုပဲလို့အရန်ပြင်းထန်တဲ့စကားလုံးသုံးခဲ့တယ်နော်ဟုတ်တယ်အဲ့ဒီစကားလုံးကတော်တော်ကြောက်စရာကောင်းတယ်ပြီးတော့ဒီချင်းကြီးကနေရုံးထွက်ဖို့အသက်တဖန်ပြန်စကျင်ဖို့တခုခုလိုအပ်နေပြီလို့လည်းဆိုခဲ့လေစွန်ပါအရာ Ineos ကဘောလုံးလုံးကားကိုတရားဝင်ထင်ချိုးခွင့်ရခဲ့တာဖေဖော်ဝါရီလကတည်းကပါအခုဆို9လ10လလောက်ကြာပြီအချိန်အတိုင်းအတာတစ်ခုတော့ရခဲ့ပြီပေါ့ဟုတ်တယ်ဒီလောက်ချင်းကြာပြီးတဲ့နောက်မှာတော့ရူနီလိုအတင်းသွင်းပြင်ကိုကောင်းကောင်းတည်တဲ့ကန်နိုဝင်တယောက်စီကဒီလိုပျော်လဲတော်မယ်ဆိုတဲ့သုံးသက်ချက်မျိုးထွက်လာတော့ကြည့်ရင် Manchester United တကယ်တမ်းလိုအပ်နေတဲ့အသစ်တဖန်စတင်မှုဆိုတာဘယ်လိုပုံစံမျိုးဖြစ်မလဲ Ineos ရဲ့လက်ရှိလုံးဒီအားတွေကလွန်လောက်ပြီလားဒါမှမဟုတ် Yoni လို Solo တို့လိုပိုပြီးအခြေခံကြတဲ့ပိုပြီးကြီးမားတဲ့အပြောင်းလဲမျိုးလိုနေတာလားဟုတ်ကဲ့ဒီကြဆင်မှုကိုတကယ်ပြောင်းပြန်လန့်နိုင်မှုပရိသတ်တူရောလေးလာသုံးသက်သူတွေရောဘလို့ကြာကြာစောင့်ကြည့်အောင်မလဲဆိုတာကတော့တကယ်ကိုစိတ်ဝင်စားစားဆက်လက်စောင့်ကြည့်ရမယ်မေးခွန်းကြီးတစ်ခုဖြစ်ကြန့်ရှိနေခဲ့ပါပြီ